မင်္ဂလာညချမ်းပါခင်ဗျာပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့ရဲ့ channel မှာတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် like နဲ့ subscribe လေးလုပ်ပြီးနောက်ဆုံးရစီးရေးသတင်းများကိုလည်းအဆုံးထိနားဆင်ပေးသွားပါအောင်ခင်ဗျာသမဂမှာရှိကိုရှိတိုင်းဖွင့်ချလိုက်တဲ့တန်မတ်ကြီးဦးကျော်မိုးထွန်းရဲ့သတင်းစစ်မှုထမ်းရှောင်လွဲသူတွေကိုဤပညာသုံးပြီးဖမ်းဆီးဖို့အကြမ်းဖက်စစ်ကောင်စီကပြင်ဆင်နေတဲ့အခြေအနေဖာပွန်ဒေသမှာစစ်ကူဝင်အားအများပြားနဲ့ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားကပြင်းထန်နေတဲ့တိုက်ပွဲသတင်းစကိုင်းတိုင်းမှာတော်လှန်ရေးရဲဘော်တွေကိုအသွင်ယူလှည့်ပြားပြီးအကြမ်းဖက်စစ်ကောင်စီတပ်ထံထိုးအပ်နေတဲ့အမျိုးသမီးတူရဲ့သတင်းအရှိအလဲပိုင်းမှာအီရန်ကိုပြင်းပြင်းထန်ထန်လက်တုံ့ပြန်လိုက်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့သတင်းမလေးရှားနိုင်ငံကနေရိုဟင်ဂျာဒုက္ခသည်တွေကိုပြန်ပို့မဲ့အစီအစဉ်ပေါ်အာဆီယံလွှတ်တော်အမတ်တွေရဲ့စိုးရိမ်မှုအခြေအနေအိန္ဒိယဂျပန်နိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြေငလျင်ကြောင့်ထိခိုက်ဆုံးရှုံးမှုကြီးမားနေတဲ့အခြေအနေအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်စစ်အာဏာသိမ်းမှုကြောင့်ပျက်စီးယိုယွင်းသွားရတဲ့မြန်မာနိုင်ငံရဲ့မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကိုပြန်လည်တည်ဆောက်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးဟာမရှိမဖြစ်လိုအပ်ချက်တရက်ဖြစ်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကပြက်ပြက်သားသားထုတ်ဖော်ပြောဆိုလိုက်ပါတယ်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာဇူလိုင်လ28ရက်နေ့ကပြုလုပ်ခဲ့တဲ့အစည်းအဝေးအတွင်းမှာတန်မတ်ကြီးကအခုလိုထည့်သွင်းပြောကြားခဲ့တာပါအကြမ်းဖက်စစ်ကောင်စီကတရားမဝင်အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်းကာလတွေမှာမြန်မာနိုင်ငံတဝန်းလုံးကပြည်သူတွေဟာစစ်ဘေးဒဏ်ကိုအလူးလဲခံစားနေကြရပါတယ်လက်ရှိအချိန်ထိနေရဆွန်ခွာတိမ်းရှောင်နေရသူအရေအတွက်ဟာ3တန်းကျော်ထိစံချိန်တင်မြင့်တက်လာခဲ့ပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ရည်ရွယ်ချက်ရှိရှိမီးရှို့ဖျက်ဆီးမှုတွေကြောင့်နိုင်ငံတော်ဝန်ကအပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်ပေါင်း3,200,000ကျော်ပြာကျပျက်စီးခဲ့ရကြောင်းကိုလည်းမိန့်ခွန်းမှာအတိအလင်းထောက်ပြသွားခဲ့ပါတယ်။ဒါ့အပြင်အိုးအိမ်ဆွန့်ခွာထွက်ပြေးလာရတဲ့စစ်ဘေးရှောင်ပြည်သူအများပြားဟာမြို့ပြစင်ကြေဘုံရက်ကွက်တွေမှာမဖြစ်မနေဝင်ရောက်ခြေချနေထိုင်နေကြရပါတယ်။ဒီလိုရုတ်တရက်လူဦးရေထူထပ်လာမှုကြောင့်အခြေခံလူမှုဝန်ဆောင်မှုကဏ္ဍတွေပေါ်မှာကြီးမားတဲ့ဝန်ထုတ်ဝန်ပိုးတွေဆက်တိုက်ဖြစ်ပေါ်နေရပါတယ်။မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့မှာဆိုရင်မြို့ပြစင်ရဲနွမ်းပါမှုနှုန်းထားဟာ2019ခုနှစ်မှာ10%ခန့်သာရှိခဲ့ပေမဲ့2023ခုနှစ်မှာတော့43%အထိအဆမတန်မြင့်တက်သွားခဲ့ကြောင်းခိုင်လုံတဲ့အချက်လက်တွေနဲ့တကွတင်ပြသွားခဲ့ပါတယ်။ရန်ကုန်မြို့ပြင်စင်ကြေဘုံမြို့နယ်တွေမှာရာဇဝတ်မှုတွေနေ့စဉ်နဲ့အမျှများပြားလာခြင်းငွေညစ်ခံရခြင်းနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အကြောင်းမဲ့နှောက်ယှက်ဖမ်းဆီးမှုတွေအပါအဝင်တရားဥပဒေစိုးမိုးမှုလုံးဝကင်းမဲ့နေပါတယ်။ဒီဆိုးကျိုးတွေကြောင့်ပြည်သူတွေဟာတွားရည်လာရေးကန့်သက်ခံရပြီးအလုတ်ကန်ရှာဖွေရေးနဲ့မရှိမဖြစ်လိုအပ်တဲ့အခြေခံဝန်ဆောင်မှုတွေရရှိဖို့အတွက်နေ့စဉ်ကြီးမားတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။လက်တလောအခြေအနေမှာမြန်မာပြည်သူတွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့နေ့စဉ်ရက်ဆက်ရုပ်မာမှုတွေနဲ့စားနပ်ရိက္ခာကိုလက်နက်သဖွယ်အသုံးပြုပိတ်ဆို့မှုတွေကြားထဲမှာအသက်ရှင်ရပ်တည်နိုင်ရေးကိုသာအသေးအတန်ဦးစားပေးနေကြရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ရွာလုံးကျွတ်မိရှို့ဖျက်ဆီးမှုတွေကြောင့်ဒေသခံပြည်သူတွေဟာနေထိုင်စရာအဆောက်အအုံတွေကိုအသစ်ပြန်လည်တည်ဆောက်နေကြရပါတယ်။ဒါကြောင့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုတာထက်စစ်ဘေးဒဏ်သင့်ခဲ့တဲ့ဒေသတွေပြန်လည်ထူထောင်ရေးကိုသာအဓိကထားအာရုံစိုက်နေကြရတဲ့အခြေအနေဆိုက်ရောက်နေကြောင်းလဲတန်မတ်ကြီးကရှင်းလင်းပြောဆိုခဲ့ပါတယ်။ဒီလိုအကြက်တဲတွေကိုကြော်လွှားနိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရနဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဟာဆီယနာရှင်စနစ်ကိုအပြီးတိုင်အဆုံးသတ်ပြီး Federal Democracy ပြည်ထောင်စုတစ်တရက်ကိုတည်ဆောက်နိုင်ရန်လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။အားလုံးအချိုးညီပါဝင်နိုင်တဲ့မြို့ပြဖွံ့ဖြိုးရေးနဲ့အနာဂတ်တစ်တရက်ကိုဖော်ဆောင်နိုင်ရေးအတွက်မြန်မာပြည်သူတရက်လုံးရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုနိုင်ငံတကာအတိုက်အဝန်းတွေနဲ့လက်တွေ့ကျကျဝန်းရံကူညီပေးကြဖို့ကိုလည်းတန်မတ်ကြီးဦးကျော်မိုးထွန်းကလေးလေးနက်နက်တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။နိုင်ငံတော်မှာစစ်မှုထမ်းမှုဆင့်ခေါ်ခံထားရပေမဲ့လည်းအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်လိုခြင်းမရှိဘဲတိမ်းရှောင်နေသူတွေရဲ့အမည်စာရင်းနဲ့ကိုယ်ရေးအချက်လက်တွေကိုနှီးပညာအသုံးပြုပြီးဖမ်းဆီးဖို့ပြင်ဆင်လာပါတယ်။အဆိုပါအချက်လက်တွေကိုစောင့်ကြည့်စီမံခန့်ခွဲမှုစနစ်တစ်ခုဖြစ်တဲ့ BSMS software တွေကိုထည့်သွင်းပြီးနေရာနှံ့ပြားမှာစစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်သွားဖို့အကြမ်းဖက်စစ်ကောင်စီကအပူတပြင်းစီစဉ်နေကြောင်းနေပြည်တော်စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။လက်ရှိအချိန်မှာတော့အကြမ်းဖက်စစ်ကောင်စီဟာစစ်မှုထမ်းအပတ်စဉ်1ကနေအပတ်စဉ်26အထိဆင့်ခေါ်ထားပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းတပ်မရက်အတွင်းလာရောက်သတင်းမပို့ဘဲတိမ်းရှောင်နေသူတွေအရေးအတွက်ဟာအလွန်များပြားနေပါတယ်။ဒီတိမ်းရှောင်သူတွေရဲ့အသေးစိတ်စီးရင်တွေကိုအကြမ်းဖက်စစ်ကောင်စီရဲ့ပြည်ထောင်ဝင်ကြီးဌာနကတပ်ဆိုင်ရာမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေစီကနေအတင်းအကျပ်တောင်းခံနေတာဖြစ်ပါတယ်။ရရှိလာတဲ့အချက်လက်တွေကို PSMS စနစ်ထဲကိုချက်ချင်းထည့်သွင်းသွားမှာဖြစ်ပါတယ်။ဒီစနစ်ဟာအကြမ်းဖက်စစ်ကောင်စီကအလိုရှိနေတဲ့တော်လှန်ရေးအင်အားစုတွေနဲ့